Hello ကျွန်တော်ဒီအခန်း34သွားကြမယ်နော်34မှာတွေ့ရမှာပထမဆုံး grammar က vector theory လို့မှတ်ထားလိုက်နော် theory ဆိုတာလေ quality အတိုင်းဆိုတဲ့ပုံစံမျိုးပုံမှန်ဆိုရင်တော့တားဖောင်နဲ့လာတယ်ပေါ့နော်ဘယ်လိုလဲဆိုမှတ်ထားပါတော့ဆရာမရွတ်တဲ့အတိုင်းနော်တပည့်တွေလည်းလိုက်ရွတ်ကြပါလိုက်ဆိုကြပါနော်ဒါမှမဟုတ်လဲဆရာလုပ်ပြတဲ့အတိုင်းလိုက်လုပ်ကြပါဆိုတော့ဆရာလုပ်ပြတခုခုလုပ်ပြလိုက်မှာဝါဒီလားအဲ့တော့အတိတ်ဖြစ်သွားမှာလုပ်ပြီးွားပြီပေါ့နော်အဲလုပ်ပြီးွားတဲ့အတိုင်းကိုလိုက်လုပ်တယ်ဆိုတော့ vector theory ဆိုပြီးတော့ vector အတိုင်းပေါ့နော် noun ဆိုရင်တော့ noun not theory ဖြစ်တယ်ဘာလို့လဲဆိုရင်ကျွန်တော်ထားပါတော့တချို့ခုံနေမှထားပါတော့เนาะအဲ့လိုတက်ဆင်ရတဲ့အရာပတ်ငါတွေပေါ့เนาะတစားစီဖြုတ်ထားတဲ့အရာတွေအဲ့ဒါဆိုကျွန်တော်ဝယ်လို့ရှိရင် menu စာရွက်လေးပါတယ်လေเนาะဘယ်လိုတက်ဆိုပြီးတော့အဲ့လိုဆိုရင်ဒီစာရွက်လေးအတိုင်းဆိုပြီးတော့ကျွန်တော်တို့ပြောချင်တာစာရွက်လေးရဲ့အတိုင်းပေါ့အဲ့တော့ not လေးထည့်ပေးရတယ်เนาะစာရွက်လေးအတိုင်း noun ရဲ့အတိုင်းဆိုတဲ့ပုံစံမျိုးဖြစ်သွားလို့ noun ဆိုရင်တော့ noun not theory ဖြစ်မယ်เนาะအဲ့တော့ real ကြည့်အောင်နော်ဝတာရှိဝါတဲ့ချူမွန်စတာထိုးရီနီအခုတဲ့ခုဒါဆိုင်တဲ့နော်ထားပါတော့ online shop မှာတစ်ခုမှာလိုက်တယ်နော်ချူမွန်လောက်လိုက်တယ် order မှာလိုက်တယ်ပေါ့နော်ငါကျွန်တော်ကတဲ့ငါကပေါ့နော်မှာတဲ့အတိုင်းတဲ့ပို့ပေးပါနော်အခုဒီမှာအခုတဲ့ခုဒါဆိုင်ပို့ပေးပါနော်သူမှာတဲ့အတိုင်းပို့ပေးပါနော်တခြားတွေမပို့နဲ့ဆိုပုံစံပေါ့ဘယ်နောက်တစ်ခု grammar ဆိုလဲဒါကတော့ noun လေးဖြစ်သွားမှာပေါ့နော် d ဆိုတဲ့ noun လေးပေါ့အဲ့တော့ဒီလိုမျိုး noun ဆိုရင်တော့ကျွန်တော်တို့ထိုးရီတန်ကတ်လိုက်လို့ရတယ်ဒီခိုနိုးမှာလေခိုနိုးကနောင်းဆိုရင်ဒီမှာ not လေးပါပေးသားမလို့ဒီလားเนาะကျွန်တော်တို့ကအဲ့လိုခိုနိုးထိုးဒီဆိုနိုးထိုးဒီအာနိုးထိုးဒီဆိုပြီးတော့လည်းတုံးလို့ရတယ်ခိုနိုးဆိုရင်ဒီဖြစ်တဲ့အတွက်ကြောင့်ဒီအတိုင်းဖြစ်သွားမယ်ဆိုနိုးထိုးဒီဆိုရင်အဲ့ဒီအတိုင်းအာနိုးထိုးဒီဆိုရင်ဟိုအတိုင်းသူဖြစ်သွားမှာเนาะအဲ့တော့ဒီအတိုင်းရေးပါဗောเนาะကျွန်တော်တို့ကတရားရောက်စာရေးခိုင်းမယ်เนาะသူလက်ထက်ခုပြပြီးတော့ဖြစ်ပေါ့နော်ဒါမှ font ခုကို example ပေးပြီးတော့အနေဒီတိုင်းရေးတော့နော်ခွန်တော့ theory နီးခိုင်တဲ့ခုသာဆိုင်ဒီတိုင်းရေးပါဆိုပြီးတော့အဲကြောင့်ဘက်ကမှာ vector theory နီးလို့မှထားလိုက်နော် quality အတိုင်း noun ဆိုရင်တော့ not လေး theory ဖြစ်မယ်ညမနော်ပြီးနောက်တစ်ခုကတာအတုတဲ့အတုဆိုတာလေနောက်ဆိုတဲ့အဓိပ္ပာယ်ရှိရသေးလားနော်အဲ့တော့အတုတဲ့ဆိုနောက်မှာပေါ့နော်အဲ့တော့နောက်အဲ့တော့ vector အတုတဲ့ဆိုရင်သူကဘယ်လိုဖြစ်သွားမလဲဆိုရင် A လောက်ပြီးတဲ့နောက် B ဆိုတဲ့အဓိပ္ပာယ်မျိုးသူလည်းအတိုင်းပဲ verb ဆိုရင်တာအတုတဲ့ရှိမယ်ဟောအရှိဟာလောက်ပြီးသွားလေနော် noun ဆိုရင်တော့အဲ့ noun ရဲ့နောက်ဆိုတဲ့ပုံစံမျိုးပေါ့ noun not အတုတဲ့ဖြစ်သွားမယ်နော်အဲ့တော့ grammar ဆိုလဲ how မိဂိုင်းတာအတုတဲ့ချောရှောခုထားပဲ must တဲ့နော်ကျွန်တော် ha ဆိုတာသွားပေါ့နော်မိဂါခုဆိုတာသွားတိုက်တာသွားကိုတိုက်ပြီးရဲ့နောက်မလုပ်မလဲကျွန်တော်မနက်စာကိုစားပါမယ်နော်ချောရှောခုကျွန်တော်မတော်တော်များတဲ့ခါကျခန်းကြီးနေရေးရနော်ဘာလို့လဲဆိုခန်းကြီးကကြည့်နော်ခန်းကြီးကကျွန်တော်မြင်မှာများမှပို့ပြီးတော့မှတ်မိမှာအဲ့တော့ခန်းကြီးလေးထည့်ရေးတာပေးကိုမနားလိုက်တဲ့အဓိပ္ပာယ်ရှိရဆိုရင်အဲ့ခန်းကြီးလေးရှာအဓိပ္ပာယ်ရှာအကို3ငါလောက်ထားပါတော့ကိုလုံးဝမသိတဲ့ခန်းကြီးဆိုတော့3ငါလောက်ရှာဘူးလို့ရှင်အဲ့ခန်းကြီးပြကြမှတ်မိသွားလိမ့်မယ်အဲ့လိုမျိုးအဲ့နောက်တစ်ခုကြည့်အောင် re မှာ shikoto ကတဲ့ wata တို့တဲ့ nomini ikimasu တဲ့ကျွန်တော်တို့အလုပ်ပြီးသွားတဲ့နောက်မှာမလုပ်မလဲတောက်ရန်သွားပါမယ်เนาะအလုပ်ပြီးငါတို့သွားတောက်ကြရအောင်အဲ့လိုပုံစံမျိုးပေါ့เนาะအဲ့တော့ vector အတူတဲ့ဆိုရင်ကျွန်တော် A လုပ်ပြီးနောက် B လုပ်တယ်ဆိုတဲ့ပုံစံမျိုးရမယ်နော်ပြီးနောက်တစ်ခုဒီမှာတဲ့ခါခဲမှာကြာတဲ့ခါခဲမှာဆိုတဲ့ value ကြက်ထားလိုက်တဲ့ခါခဲမှာဆိုတာကအပြင်ထွက်တယ်ဆိုတဲ့အဓိပ္ပာယ်လေးเนาะ damage ဆိုတာထွက်တာလေအဲ့တော့မှတဲ့ကိုခါခဲမှာဆိုတော့အပြင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့ vector ဆိုတော့ verb B ပေါ့เนาะ verb B အပြင်သွားတယ်ပေါ့ချင်းလေးပဲเนาะဒီတဲ့ခါခဲမှာလေးကိုပဲမှတ်ထားလိုက်ဒီမှာဆိုလဲအစာကောင်းကိုတဲ့ထပဲတဲ့ခါခင်မဆိုကျွန်တော်မနှက်စာစားပြီးတော့အပြင်သွားမယ်နော်ဒါမှမဟုတ်လဲအပြင်သွားမိုးရမှာဆိုထီရွာမယ်ဆိုလဲခါစာကိုမွတ်တဲ့ခါခင်မဆိုရင်ထီကိုယူပြီးတော့အပြင်သွားမယ်ဒါမှနော်အဲ့တော့ဗတ်တဲ့ခါခင်မပြီးနောက်တစ်ခုကတော့နော်မလောက်ပဲအပြင်သွားမှာပေါ့ခုနယူပြီးသွားမယ်ဆိုနောက်တစ်ခုကမလောက်ပဲမယူပဲသွားမှာပေါ့လို့မျိုးဖြစ်သွားမှာပေါ့နော်အဲ့တော့9တဲ့ဖြစ်သွားမယ်ငင်းဖြစ်သွားတာပါရှိတာ9တဲ့ခါခင်မမလောက်ပဲအပြင်သွားမယ်မဆိုလဲအစာကွမ်းကိုထားပဲနိုင်တဲ့ခါခဲမှာနတ်စာမစားပဲနဲ့အပြင်သွားမယ်เนาะ casual ရှိနိုင်တဲ့ခါခဲမှာကျွန်တော် casual ဆိုတာတော့ make up ပေါ့เนาะ casual ဆိုလို့ဆိုရင် make up ပြင်တာပေါ့ make up မပြင်မဲနဲ့အပြင်သွားမယ်เนาะနီနာဆိုလာမပြင်ဟုတ်လားမသိဘူးเนาะကျွန်တော်လည်း main လေးမဟုတ်အဲ့တော့နိုင်တဲ့ခါခဲမှာဆိုရင်မလုပ်ပဲအပြင်သွားမယ်ဆိုတဲ့အဓိပ္ပာယ်မျိုး